Telegram ကဗီဒီယိုတွေကိုကျွန်တော်ဖုန်းထဲမှာရှိတဲ့ gallery ထဲမှာဒါမှမဟုတ်ရင် image player ထဲမှာ save လို့ရအောင် auto save ဖြစ်နေအောင်ဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုမှာညှိပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါ one click ပိတ်ကိုင်းနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ channel ကမိတ်ဆွေတို့အကျိုးရှိစေတဲ့အကြောင်းအရာလေးတွေကိုညှိပေးနေရဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို follow and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ပထမဆုံး Telegram နဲ့ဝင်ပြီးတော့ကျွန်တော်တို့တောင်းကျင်တယ်ဗီဒီယိုတစ်ခုကိုရွေးချယ်လိုက်ပါဗီဒီယိုရဲ့ဒီဘက်ဘေးက download ဗီဒီယိုနှိပ်ပေးလိုက်ပါဒီမှာတစ်ခုရှိတာကကျွန်တော်တို့တောင်းကျင်တဲ့ channel group ကနေပြီးတော့သူတို့ရဲ့ဗီဒီယိုတွေကိုဖုန်းထဲမှာ save ခွင့်ပြုထားဖို့လိုအပ်ပါတယ်ဖုန်းထဲမှာ save ခွင့်မပြုထားဘူးဆိုရင်တော့ download ဆွဲပြီးတော့ဒီ Telegram ထဲမှာပဲကြည့်လို့ရမှာဖြစ်ပါတယ် download ပြီးသွားပြီဆိုရင်တော့ဗီဒီယိုတွေကိုဝင်ပြီးတော့ဗီဒီယိုရဲ့ထောင်က1430ကိုနှိပ်ပြီးတော့ save to gallery ကိုနှိပ်ပေးလိုက်ပါနောက်တစ်ခုကကြတော့ကျွန်တော်ဖုန်းထဲမှာရှိတဲ့ gallery ဒါမှမဟုတ် image player ထဲမှာကျွန်တော်ခဏကလို့လောက်စရာမလိုပါနဲ့ auto ဒိုင်းတာနဲ့ save နေအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းကိုပြောပြပေးသွားပါမယ် Telegram ထဲကဒီဘက်ဘေးမှာရှိတဲ့ညင်ချောင်းလေး၃ချောင်းလေးကိုဝင်လိုက်ပါ setting ထဲကိုဝင်လိုက်ပါ data and story ကိုနှိပ်လိုက်ပါမ save to gallery ဆိုတာရှိပါတယ်ဒီမှာ group လည်းရှိရယ် channel လည်းရှိရယ်ကျွန်တော်တို့က channel တွေကဗီဒီယိုတွေကို auto save ကျင်နေဆိုရင် channel တွေကိုဝင်လိုက်ဗီဒီယိုကိုဖွင့်ထားလိုက်မယ်ဆိုရင်ဗီဒီယိုတွေက auto save နေမှာဖြစ်ပါတယ်ဗီဒီယိုကိုပိတ်ပြီးတော့ photo ကိုဖွင့်ထားလိုက်မယ်ဆိုရင်ဒီပုံတွေကကျွန်တော်တို့ရဲ့ gallery ထဲမှာ auto save နေမှာဖြစ်ပါတယ်တစ်ခုလုံးကိုလည်းဖွင့်ထားလို့ရပါတယ်ဒီ auto save တဲ့နေရာတိတ်တော့မကောင်းဘူးပေါ့နော်မလိုအပ်တဲ့ဗီဒီယိုတွေကို auto save ထားမယ်ဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ဒီ story ပြည့်နေတာမျိုးတွေခါလေးဖြစ်တတ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်မိတ်ဆွေတွေဇုံတစ်ခုအသိပညာတိုးပွားသွားတယ်ဆိုရင်ဒီဗီဒီယိုလေးရဲ့အောက်မှာ comment ရေးခဲ့ပြီးတော့ဒီဗီဒီယိုလေးကိုမိတ်ဆွေရဲ့လိုအပ်တဲ့တကယ်ချင်းတွေကို share ခဲ့ပြီးဖို့ပြောချင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ခင်ဗျ